ဒီ wallet ကို unboxing မလုပ်ခင်မှာကျွန်တော်တခြားအရှိမှလည်းကျွန်တော် wallet တွေအများကြီးကျွန်တော်ကင်ခဲ့ဘူးတယ်ဒါပေမဲ့ကျွန်တော်ကြိုက်တဲ့တဲမှာဆိုရင် ledger ကြိုက်တယ်ပေါ့နော်ပြီးတော့အခုဒီကောင် safe pair ပေါ့နော် safe pair ဘာဖြစ်လို့ကျွန်တော်ဝယ်ပြစ်လိုက်တာလဲဆိုတော့ safe pair ကဈေးအနေနဲ့ကြည့်မယ်ဆိုရင်လည်းဒေါ်လာ100မကျော်တဲ့တဲမှာပါတယ်ဒေါ်လာ100အောက်မှာရှိတယ်ပေါ့နော်တခြား wallet brand တွေနဲ့ကျွန်တော်တို့ရှင်းလိုက်မယ်ဆိုရင်တော့ safe pair ကတော်တော်လေးဈေးသက်သာတဲ့တဲမှာပါတယ်ပေါ့နော်အဲ့အတွက်လည်းကျွန်တော်ဝယ်လိုက်တယ်ပြီးတော့ကျွန်တော် safe pair က Binance နဲ့လည်းချိတ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကနေစဉ်းစားလိုက်တာက Binance ထဲမှာ USDT တွေတိမ့်မယ်ဆိုရင်ကျွန်တော်အန်းထဲမှာထည့်ထားရင်ကျွန်တော်တို့အတိုးရတယ် Web3 wallet ဝယ်လိုက်မယ်ဆိုရင် Web3 wallet ထဲမှာကျွန်တော် crypto တွေစုမယ်ပြီးတော့ကျွန်တော် USDT တွေပါလည်းထည့်ထားမယ် Web3 wallet ထဲမှာဆိုရင်ကျွန်တော်တို့အတိုးရမှာမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်ကနေပြီးတော့safe pair ဝယ်လိုက်တယ် Binance နဲ့အခု safe pair နဲ့ကျွန်တော်တို့ connect လုပ်ထားပြီးတော့ကျွန်တော်ရဲ့ပတ်စံတွေ USDT တို့ crypto coin တို့ကိုကျွန်တော် safe pair wallet ထဲမှာပဲထည့်ထားမယ်ဒါပေမဲ့ကျွန်တော် Binance ဘက်ကအတိုးကိုယူလို့ရတယ်ပေါ့နော်အဲ့အတွက်ကျွန်တော် safe pair wallet ကိုကျွန်တော်ရွေးလိုက်တာပေါ့နော် Okay ဒါဆိုတော့ကျွန်တော် unboxing ဆက်လုပ်လိုက်အောင်ဒါကကျွန်တော် USB Type C ပေါ့နော်ဒါ Type C ကောင်းရင်ကျွန်တော် USB ကောင်းရင်ပါမယ်ဒါကတော့ကျွန်တော်တို့ manual စာရွက် Safe H1 wallet ပဲဖြစ်ပါတယ်အောက်က charging port ကတော့ USB Type C နဲ့လာတယ်နောက်မှာ Safe logo လေးပါတယ် material ကတော့ plastic သားပေါ့နော် plastic နဲ့လုပ်ထားတာ unboxing video လေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ပတ်မှာဒီ Safe wallet ကိုဘယ်လိုမျိုး setup လုပ်ရမလဲရေ Binance နဲ့ဘယ်လိုမျိုးချိန်ရမလဲဆိုတာကို tutorial အနေနဲ့ကျွန်တော် video လေးတင်ပေးသွားပါမယ်ဒီ video လေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe နေထားဖို့တောင်းဆိုပါရစေအားလုံးပဲမင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ကြပါစေကျေးဇူးတင်ပါတယ်